အဲ့ပုံမြင်ရဲ့အဆက်ပရက်နှစ်ကိုဆက်ပြောပြမယ်ဒီအပိုင်းကပိုစိတ်ဝင်စားစရာကောင်းမလားကြည့်လိုက်ရအောင်ကိုအောင်ကအဲ့နေ့ကနေစပြီးအဲလန်းကိုညဘက်မသွားတော့ဘူးဒါပေမဲ့စိတ်ထဲမှာအမြဲအဲ့မိန်းမရဲ့မျက်နှာကိုပဲသတိရနေတယ်တညမိုးရွာတဲ့ညကိုအောင်အိမ်ထဲမှာအိတ်နေတော့တကားခောက်တန်ကြားလိုက်ရတယ်တောက်တောက်တောက်ညက12နာရီတီးတီးဖြစ်နေတယ်ကိုအောင်ကအိပ်ယာထားပြီးမေးလိုက်တယ်ဘသူလဲအပြင်ကအတန်တစ်ခုဖြည်းဖြည်းပြောတယ်ကိုအောင်တကားဖွင့်ပြီးအတန်ကိုကြားတာနဲ့ကိုအောင်အေးခဲသွားတယ်အဲ့အတန်ကလမ်းပေါ်မှာတွေ့ခဲ့တဲ့မိန်းမရဲ့အတန်ပဲသူကြောက်လန့်ပြီးမဖွင့်ဘူးတကားခောက်တန်ကပိုမြန်လာတယ်တောက်တောက်တောက်ကိုအောင်ငါအေးတယ်တကားဖွင့်ပြီးကိုအောင်ကတကားနားကိုဖြည်းဖြည်းသွားပြီးတကားပေါက်လေးကနေကြည့်လိုက်တယ်အဲ့အချိန်မှာသူ့နှလုံးတိတ်သွားသလိုဖြစ်သွားတယ်အပြင်မှာရက်နေတဲ့မိန်းမကလယ်ဘင်းကတစ်ဖက်ကို꿰နေတယ်။သပင်တွေကမျက်နှာကိုဖုံးထားပြီးသွေးတွေလယ်ဘင်းကယိုနေတယ်။သူဖြည်းဖြည်းခေါင်းတက်ပြီးတကားအပေါက်ကိုတဲ့တဲ့ကြည့်တယ်ပြီးတော့ပြုံးတယ်။ကိုအောင်ငါ့ကိုမြင်နေတာသိတယ်။ကိုအောင်လန့်ပြီးနောက်ကိုဆုပ်လိုက်တယ်။တကားအပြင်ကအတန်ကပိုတိုးလာတယ်။ငါတယောက်တည်းကြောက်တယ်။ကိုအောင်အတူနေကြရအောင်အဲ့အချိန်မှာတကားကအလိုလိုတုံလာတယ်ဒုံဒုံတကားကိုတခုခုအပြင်းထန်တိုက်နေသလိုဖြစ်လာတယ်ကိုအောင်ကဖျားပုံရှိကိုပြေးပြီးပတိစိတ်စိတ်ဆွဲပြီးမန်နန်ရွတ်လိုက်တယ်ခဏကြာတော့တကားခောက်တန်ရက်သွားတယ်အတန်လည်းမရှိတော့ဘူးနောက်နေ့မနက်မှာတကားဖွင့်ကြည့်တော့အိမ်ရှိမြေကြီးပေါ်မှာရေဆိုတဲ့ခြေရာတွေရှိနေတယ်ဒါပေမဲ့ထူးဆန်းတာကခြေရာတွေကအိမ်ထဲကနေအပြင်ကိုသွားတဲ့ခြေရာမဟုတ်ဘူးအပြင်ကနေအိမ်ထဲကိုဝင်လာတဲ့ခြေရာတွေပဲဖြစ်နေတယ်ကိုအောင်အဲ့ဒါမြင်ပြီးသတိလစ်ကျသွားတယ်ရွာသားတွေပြောကြတယ်အိမ်ညကနေပြီးကိုအောင်ကညတိုင်းတယောက်နဲ့စကားပြောနေသလိုဖြစ်နေတယ်တဲ့ဒါပေမဲ့သူ့အခန်းထဲမှာဘယ်သူမှမရှိဘူး